ဟုတ်မယ်နော် ရှောက် ငါသမီးတော့အဆင်ပြေသွားပြီပဲနော် ပြေးသွားပြီ ပြေသွားပြီပထမရှောက်လို့မရဘူးဟုတ်လား ပထမတော့ရှောက်လေတမီးမြန်နေလဲရှောက်နိုင်တာ အဲ စေးတော့ရတစ်နှစ်လောက်မှမကြောက်စေးတော့ပြရနဲ့2လလောက်နေရတယ်လမ်းရှောက်အလွတ်ရှောက်လာစမ်းပြီးတော့ တော့ပထမတော့ဒုတ်ကလေးနဲ့တောက်ကြီးနဲ့သွားလာတာတဲ့ဟိုမိုးရင်းပတ်ဆိုလေတောက်ကြီးနဲ့ဆိုတော့ဟိုလူမြင်လို့လည်းမကောင်းဘူးနည်းနည်းပါရှောက်စမ်းကြပြီးတော့ရှောက်ကြည့်ပေါ့အဲ့လိုမျိုးပြောအဲ့ဒုတ်ကလေးနဲ့ ရှောက်ကြည့်ပါဦးကဲ တောင်မွေလေးနဲ့ရှောက်ကြည့် တောင်မွေးနဲ့ရှောက်ကြည့်ပြီလားဩအေး ပြီးတော့အလွတ်ရှောက်နေတယ် နည်းနည်းတော့သမီးနည်းနည်းလေးထောက်နေကြလားလို့နော်ဘာလို့လဲ မနာဘူးဘလို့မှမနေ နားလည်းမနာဘူး မနာ အခုဘာလို့အဲ့လိုနှွဲ့သွားဒီ6လောက်စက နည်းနည်းနှိမ့်သွားတာဒူးဝါဝါဒီလိုမျိုးရှင်ပြီးသူတို့ငုတ်တို့ခြံလိုက်မယ်ဆိုလို့နာမှာဒီဘက်ဒူးကရှည်နေဖြစ်တဲ့ဘက်ကဒူး အေးအခုဒီဘက်ကလဲတာနော် ဟုတ်ဒီဘက်ကလေ ဒါကဲခဏတစ်ပတ်ရှိပြီရှောက်ပြီလားဟုတ်တယ်လားနော်အေးဟုတ်တယ်ဗျဟုတ်လား လူတိုင်းဒီလိုမျိုးရိုးလူတိုင်း အေးဟုတ်တယ်ဗျ